လက်ရှိမြန်မာ e-sport လောကမှာစွမ်းဆောင်ရည်အမြင့်ဆုံးနဲ့တနိုင်ငံလုံးရဲ့အားပေးမှုတကယ်နဲ့ရရှိရတဲ့အသင်းဆိုရင်ရန်ကုန် Galacticos ကိုပြေးမြင်ကြမှာပါအမှားရမရှိလောက်အောင် stable ဖြစ်လို့နဲ့သူတို့ရဲ့ team play ကြောင့်အသင်းမှာအကောင်းဆုံး key player ဘယ်လိုလဲဆိုပြီးရွေးရတာတကယ်ကိုကောင်းကြရပါပဲတကယ်လို့မဖြစ်မနေတယောက်ကိုရွေးရမယ်ဆိုလို့ရှိရင်ဘယ်သူဖြစ်မလဲ link လား နောက်ဝဲကပြန်ဆောက်အောင်မယ်ဒီဘက်မှာမန်နေတာစာကလေးကကြမှာဟိုဘက်မှာ retry ဟောရဖြတ်လိုက်လိုက်အလာကြီးဟန် retry ပောက်ခွင့်ရော ဒါမှမဟုတ်ရင်းလား လာတော့လာနေမှာဒီတော့ဝဲကန်ကောင်းကို trade တော့ flicker နဲ့ဟိုဘက်မှာ2 man ဆန်လာတယ်ဟေးရင်းလို့ စန်ကြီးလား အဲ့လိမ့်ထိမောဘောက speed on distraction down come on invader ကချိုးမယ်ဟန်လား ဒီလိုကင်းနေတယ်ကတော့နော်3កောင်ရလိုက်ပြီတန်းအန်းလို့လည်းရဝိုင်းနေတာတကူမှာတော့ဝါ ဒါမှမဟုတ်ခိုင်စီလား ကဲဒီလိုကင်းပါညာထပ်ပေးရမလားတန်းတော့ဝက်ကျဲချထားတယ်တော့မဒေဟန်ရှန်လေးကိုပါဓာတ်နဲ့ပတ်ထိုးအခုကြိုပြောချင်တာဒီဗီဒီယိုမှာအကောင်းဆုံးရွေးချယ်တဲ့နေရာမှာ player ရဲ့ individual skill တွေ KD တွေပြီးတော့ MVP တွေဘယ်လောက်ရတာလဲဆိုတာကိုကြည့်ပြီးတော့ရွေးချယ်မှာမဟုတ်ပါဘူးခုစောင့်နေတဲ့ဒီ MSC တခုတည်းကိုပဲကြည့်ပြီးတော့ဘယ်သူကအသင်းပေါ်ဘယ်လောက်ထိလုပ်ပေးနေလဲဘယ်သူကဘယ်လောက်ထိ impact ရှိလဲဘယ်လောက်ထိလုပ်ပြနေလဲဆိုတာကိုပဲကြည့်ပြီးတော့ရွေးချယ်သွားမှာဖြစ်ပါတယ်အရင်ဆုံး blink ကိုကြည့်ရရင်သူကအသင်းရဲ့ dynamic ဖြစ်တယ်အသင်းရဲ့နားနဲ့မျက်စိလည်းဖြစ်တယ်ဒီ MSC မှာဆိုလို့ရှိရင် athlete ချောင်း Marcelo လို playmaker hero တွေကိုအကောင်းဆုံးကင်သွားခဲ့ရောမကပဲ Media ကိုဆော်သွားတဲ့ Pro Esport နဲ့ပွဲမှာဆိုလို့ရှိရင်ပရိသတ်တွေပါစပြားထဲမှာဒီဘန်းစားသွားရတဲ့အထီကိုအကောင်းဆုံးနေခဲ့တာပါ map vision control ပေးနိုင်မှုကညီမ e-sport လောကမှာထိပ်တန်းဆင့်မှာရှိပြီးတော့ရန်သူ ambush တွေကိုလည်းကျူတင်ထောက်ထားနိုင်စွမ်းလည်းရှိပါတယ်။ link ရဲ့ short call နဲ့ team fight initiation တိကျမှုတွေကြောင့်ရှုံးနေတဲ့ပွဲတွေကိုတော့တကွက်ထဲနဲ့ရောင်းမြတ်လည်းပေးနေတဲ့စွမ်းရှိတာကြောင့်အသင်းရဲ့အားကိုးရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်ပြီးတော့ရင်းကြောင်ပြောရရင်ဘက်တရီမှာဆိုရှေ့တန်းကနေမလို့စတန်တောင်းခံပေးပြီးတော့ teammate တွေရဲ့ speed တွေအများကြီးဖန်တီးပေးတဲ့သူဖြစ်ပါတယ် Ruby Uranus တို့လိုမျိုး jungle sustain hero တွေပြင် Barret ကိုပါ EXP လိမ့်မှာဆော့ရသွားတာဆိုရင်ပြင် Fanny ရိုင်းမှာအရန်ကိုကောင်းလို့ international အထိပါနာမည်ကြီးပြီးတော့ close match တွင်ခဲ့ရပါတယ်သူ့ရဲ့ lane pressure ပေးနိုင်မှုနဲ့ objective zone တွေမှာဆိုရင်သူ့ရဲ့ jungle နဲ့ carry မဝင်နိုင်အောင် zone control ပေးတာအောင်တခြားလေးလှုပ်ဆောင်နေတာကိုတွေ့ရတယ်ဗျ team fight တိုင်းမှာလည်း damage ယူပေးတယ်ပြီးရင်ရန်သူပတ်လိုင်းနဲ့ဒီဝင်နောက်ပေးနိုင်တယ်ဒီရဲ့ solo ဖြစ်လုံးတဲ့ flat line ကြောင့်အနောက်က carry အနေနဲ့ pressure ကင်းနဲ့ damage ပေးနိုင်တာဖြစ်ပါတယ်လေကင်းရောက်သွားပြီဆိုရင် 1G fan နဲ့ AC တပြင်းချလိုက်လို့ရအောင်စိတ်ချရတဲ့သူကတော့ခိုးလိမ့်နာစန်ကြီးပဲဖြစ်ပါတယ် Moscow Easy က Cloud နဲ့ Clean ကိုကင်သွားခဲ့ပြီးတော့ Pro Esport နဲ့ Game မှာတော့ဆော့သွားတယ် Moscow ကတော့လုံးဝ cross match တွင်ခဲ့တာဖြစ်ပါတယ် Dragon Spear ရဲ့တိကျမှုတွေတည်ငြိမ်တဲ့ fan နဲ့အရန်ကောင်းတဲ့ position တွေကြောင့်အမှားကြီးမရှိသလောက်ကိုညှိနှိုင်းတာတွေ့ရပါတယ်သူကလေကင်းမှာ item ဆုံးသွားပြီဆိုတာနဲ့ team fight ဒီမှာ enemy damage ကိုထိမခံမဲနဲ့အမြင့်ဆုံး damage output ကိုထုတ်ပေးနိုင်တာစန်ကြီးရဲ့ style ပဲဖြစ်ပါတယ်အားလုံးရဲ့ချစ်တော်ဟန်ရဲ့အကြီးမားဆုံးအားသာချက်ကတော့သူ့ရဲ့ mental ပဲဖြစ်ပါတယ်ဟုတ်တယ်ဗျာကျွန်တော်မနှောက်ဘူးဒီလောက်တနိုင်ငံလုံးရဲ့ဝိုင်းပြီးတိုက်ခိုက်တာခံနေရတာတော့သူလုံးဝလက်မလျှော့ခဲ့ဘူးတော်ရုံ mental strong လာတော့နေတော့ဒါကိုခံနိုင်မှုမလွယ်ဘူးဗျာခုဒီ MSC ကိုကြည့်ရမယ်ဆိုရင်လည်းဒီတက်အများကြီးပိုကောင်းလာတာကိုတွေ့ရတယ်ဗျာ decision making အနေနဲ့ objective control တွေကြည့်ရလို့ရှိရင်အရင်တော့ဟန်နေဘာမှမဆိုင်တော့ပါဘူး lane နဲ့ fanny တို့လို high mechanic assassin တွေမကပဲနဲ့ fredwin တို့တန့်ကြံခဲ့လာတဲ့အပြင်ခုတစ်ထထားတဲ့ Hurara ကိုကျွမ်းကျင်စွာဆက်ပြတာတွေ့ရတယ်ဗျာblin တို့ရင်းတို့ကောင်းနေရလဲပါမှာပေါ့နောက်ဆုံးနေခိုင်စီကိုပြောရရင်တော့ခုဒီ MSC မှာ content YouTuber နှစ်ကောင်နဲ့ပဲဂိုင်းတာတွေ့ရတယ်ဗျခိုင်စီနဲ့ဟန်တွဲလုံးလေးပြီးတော့ blink နဲ့တွဲလုံးလေးတွေရတယ်တော်တော်လေးလှုပ်တာကိုတွေ့ရတယ်ဗျခိုင်စီရဲ့အတာချက်ကဘာလဲဆိုတော့သူ့ရဲ့ rotation ဆင်းမိတာတွေတော်တော်ကောင်းတယ်ဗျ enemy movement တွေကိုခံမှန်းပြီးတော့ high damage ပေးနိုင်တယ် position တွေမှာပဲအများကြီးရှိနေတတ်တာကြောင့် 1G ရဲ့ team fight တိုင်းမှာခိုင်စီရဲ့ damage share နဲ့ kill participation ကအများကြီးထိထဲမှာရှိနေတာဖြစ်ပါတယ်ဆိုတော့အကောင်းဆုံးရွေးရမယ့်နေရာမှာကျွန်တော်အနေနဲ့ပထမဦးဆုံးခိုင်စီကိုခဏဖေးရလိုက်ပါမယ်ဒါကသူမကောင်းဆုံးမဟုတ်ဘဲနဲ့ကျန်တဲ့၄ယောက်ကသူ့ထက်ပိုပြီးတော့အများကြီးလောက်ပြနေလို့ဖြစ်ပါတယ်ဆိုတော့လက်ရှိ blink ရင်းစန်ဂျီနဲ့ဟန်ထဲမှာဆိုရင်တော့ကျွန်တော်ဟန်ကိုဖယ်လိုက်ပါမယ်ဟန်ကအရင်ကတည်းကအများကြီးပိုပြီးကောင်းလာတယ်ဆိုပေမဲ့အရှုနေရာလေးတွေမှာအမှားယွင်းလေးရှိခဲ့တာမလို့ဖယ်လိုက်ရတာဖြစ်ပါတယ်အငင်းပွားစရာတွေကတော့ခုမှစမှာပါဒါပေမဲ့ကျွန်တော်အမုန်းခံပြီးရွေးရရင်တော့လက်ရှိ3အောင်ထဲမှာစန်ဂျီကိုဖယ်လိုက်ပါမယ်ဟုတ်ပါတယ်စန်ဂျီက pro နဲ့ပွဲမှာတော့အရန်ကို carry ပြရတာတွေ item စုံလာနဲ့အရန်ကိုပြစ်တာတွေကိုကျွန်တော်အားလုံးသိပါတယ်ဒါပေမဲ့အဲ့လိုလက်ငင်းတိရအောင်လို့အဓိကလုပ်ပေးနေတာကတော့အခု channel blink နဲ့ရင်းဖြစ်ပါတယ်ဒီနေ့ရောက်ထဲမှာတယောက်ကိုရေးဖို့ဆိုတာကတော့ကျွန်တော်တို့လည်းတော်တော်လေးကိုခက်ပါတယ်လောလောလတ်လတ်အရန်ကိုကောင်းပြနေရင်းလားလုံးဝတကွက်ပြီးတစ်ခွက်ပြနေတဲ့ blink ဒါပေမဲ့အကုန်လုံးကိုခြုံကြည့်လိုက်ရင်တော့ကျွန်တော်တို့ကတော့ blink ကအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ် 1G ရဲ့ key player လို့လည်းပြောလို့ရပါတယ်ဆိုတော့နံပါတ်1နေရာမှာတော့ blink လို့ပဲမြင်ပါတယ်ဗျကဲတိုင်းတို့မြင်မအောင်ဘယ်သူက 1G ရဲ့အကောင်းဆုံးကစားသမားလို့ထင်ကြလဲတိုင်းတို့ရဲ့အမြင်လေးတွေကိုကွန်မန့်မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးသွားကြပါအောင်ကျွန်တော်ကတော့ gam ပါနောက်နေ့မှာပြန်တွေ့ပါမယ်